ဒီထိုင်းဖိုက်တာကကျွန်တော်ရဲ့ညီမတန်မဏီစိုးလင်းကိုတော်တော်ထင်သေးပုံရတယ်နောက်ပိုင်းဘလူးဆက်သိမ်းသွားလဲဆိုတာခမားတို့ပဲအစားဆုံးကြည့်လိုက်တော့ဗျာကျွန်တော်ပြောရင်ပူတယ်ဖြစ်နေဦးမှာတန်မဏီစိုးရဲ့လက်ဒီကျက်နှက်ချီရထွက်တယ်နော် Thank God that the brothers on the rise now.